အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့တာတေကဘာကြီးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကလေဆရာတာတိုရဲ့ဝိထုပေါင်းစုံကိုနေ့စဉ်စင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောက်လန့်ဖွယ်ရာဇလန်းတွေကိုမှသဘောကျတယ်ဆိုတဲ့ပြည်သက်တွေကတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးသွားပါအောင်ဗျဒီတစ်ခေါက်ကျွန်တော်တင်ဆက်ပေးသွားမယ့်ဇလန်းလေးကတော့မက်ဖဲဝါကိုဖမ်းမဲ့တစေလို့အမည်ရပါတယ်ခင်ဗျကျုပ်တို့တောင်သူအလုပ်ဆိုတာအားရမရှိပါဘူးဗျာနွားစာဆင်းလို့ဆင်းရရေကုံလို့ရေစီတိုက်ရယာထဲကိုပြေးဆင်းရနှမ်းတောင်ဆောင်ရပဲနှုတ်တဲ့အခါနှုတ်ရမြေပဲခွဲစီကျိတ်နဲ့အဲ့လိုမျိုးမအားလက်တဲ့ကြားတဲ့ကပဲရက်ရေးရွာရေးတာရေးနာရေးဒီမှာလဲမလွတ်အောင်ပါချလုပ်ရနဲ့ပြင်းတယ်လို့ကိုမရှိပါဘူးဗျာအကုန်လုံးကပျော်တပြုံးပြုံးနဲ့နေကြတာပဲဗျဒီနေ့တော့မနက်မိုးလင်းကလေးကတာတီစီကျိတ်နေတာပြုံးညနေရောက်လို့နေတောင်တော်တော်ဆောင်းနေပြီအခုထိတာတီဝိုင်းပြင်ကိုတစ်ခေါက်မှမရောက်သေးဘူးဗျမြေပဲကိုစီကျိတ်တယ်ဆိုတာကလည်းပြောတော့တာလွယ်တာဗျာလက်ကတော့အတော်ဝင်တာပထမဦးဆုံးပဲထွက်ရတယ်အဲ့ဒီထုတ်ပြီးသားပဲကို6အောင်နေလန်းရတယ်ပြီးတော့ကျိတ်စုံထဲမှာမထည့်ခင်ပူအောင်လှော်ထားရတာမျိုးပူမှစီပိုကြတာဗျအေးဆက်ဆက်ကြီးဆိုရင်စီကမကြောက်ဘူးလေကျုပ်တို့နွားကြီးတွေကနဖီးတွေဆိုတော့စီဆုံဆွဲလို့လှုပ်ကောင်းတဲ့ကောင်ကြီးတွေဗျကျုပ်မိကကိုရာကထွက်တဲ့စီဦးနဲ့စွန့်ကက်ချက်ရတာလှုပ်ပြီးတော့စိတ်ချမ်းသာတယ်ဗျဒါကြောင့်မို့လို့ကျုပ်ကတနေကုန်စီကျိတ်ရတာဗျအမေလူဖို့စီဦးလေဗျာအမေကစွန့်ဟင်းချက်ဖို့ပေါ့ကိုကြီးတာတေဗျိုးကိုကြီးတာတေဟေးကြောက်ခဲလားလာလီကွာငါဒီမှာစီပွတ်နေလို့စီကျိတ်ဆောင်လာခဲ့ဟေ့ကျုပ်တန်ကိုကြားတော့ဒီကောင်ကြောက်ခဲကဝိုင်းထဲကိုတန်းဝင်လာတာဗျသူ့နောက်မှာတန်မဏီလဲပါလာတယ်တန်မဏီကကြောက်ခဲလောက်မတွက်ပေမဲ့တက်တိရှိတဲ့နေရာမှာကြောက်ခဲထက်မလျော်ဘူးဗျပြီးတော့ဘာပဲခိုင်းခိုင်းနည်းနည်းမှပြင်းနေကောင်မဟုတ်ဘူးဗျဒါပေမဲ့သူကကြောက်ခဲလောက်တော့အာသွက်ရွှာတဲ့မရှိတော့ဘူးဗျတော်ရုံတရုံစကားပြောတဲ့ကောင်မဟုတ်ဘူးလှုပ်ပြီးတော့စကားနေတဲ့ကောင်ဗျရာသီကຫນွေဥပေါရုံပဲရှိသေးတော့တိတ်ပြီးတော့မပူသေးဘူးဗျကျုပ်တို့အညာမှာတော့နေလို့ထိုင်လို့ကောင်းတဲ့အချိန်ပေါ့ဗျာကိုကြီးတာတီစီးပုတ်နေတာကြာပြီလားဗျကဲဖဲကျုပ်စီးမယ်ကြောက်ခဲကပြောပြောဆိုဆိုနဲ့ကျုပ်ကိုဆွဲဖယ်လိုက်တယ်ကျုပ်စီစုံကနေဆင်းလိုက်တော့ဒီကောင်ကတွန်းတန်ကိုဆွဲယူပြီးတော့လှစ်ခနဲတက်စီးတော့တာပဲဗျတွန်းတန်ဆိုတာကစီစုံကြီးတဲ့ကနေဘေးကိုအန်တက်လာတဲ့ပဲဘက်နှမ်းဘက်တွေကိုစုံထဲကိုပြန်ပြီးတော့တွန်းချရတဲ့အတန်ပေါ့ဗျာကိုကြီးတာတေကျုပ်တို့ပြောကြရှိလို့လာတာဗျကြောက်ခဲကကျုပ်နေရာကိုဝင်ပြီးအလုပ်လုပ်တော့ကျုပ်ကအဘနေရာမှာဝင်ထိုင်လိုက်တယ်စုံထဲကကျလာတဲ့စီတွေကိုတေးသေးချာချာခံနေတဲ့နေရာလေးဗျစီထွက်ပေါက်မှာပိတ်နေတဲ့ဘဲဘက်တွေကိုတိုးပေးရတာပေါ့ပြောပါဦးကွာကြောက်ခဲရတမ်မဏိကအမေစီထဲတဲ့နေရာကိုတွားပြီးတော့ကူလုပ်ပေးနေတယ်ဗျကိုကြီးတာတီသတိထားမိတာမမိတာမပြောတတ်ဘူးဗျဘာကိုလုံးကွာကြောက်ခဲရကျုပ်တို့ထနောင်းကုန်းတင်းချိုင်းပေါ်မှာရောဗန်မွေးကုန်းတင်းချိုင်းပေါ်မှာရောလက်ထားကြီးတွေဝဲနေတယ်ဗျဟေးအလောင်းတကြိုတာမလုံးမကြုံနေရှိနေလို့လားမသိတာကွာဟာမရှိပါဘူးဗျဗန်မွေးကုန်းမှာရောကျုပ်တို့ထနောင်းကုန်းမှာပါလူအသေးပြောက်မှာမရှိတာဗျအေးဒါတော့ဟုတ်တယ်ကွာမနက်ကဘုန်းကြီးလေးပြောနေတာကြားလို့ကျုပ်တို့ကိုကြီးတာတီစီကိုလာခဲ့တာဗျဟေးဘိုးကြီးလေးကညဘာပြောလို့တော့ဒီလက်ရတွေကညဘက်ပါလာပြီးတော့ဝဲနေတာတယ်ဗျညကဘိုးကြီးလေးမီးလောင်ကုန်းကပြန်လာတော့9 နာရီလောက်ရှိပြီတဲ့ဗျမီးလောင်ကုန်းမှာသူ့ညီနေမကောင်းလို့သတင်းသွားမိတာတဲ့လူမမာတဲနေလို့အပြန်နောက်ကျနေတာတဲ့ဗျအဲ့ဒါဘုန်းကြီးလေးကထနောင်းကုန်းတင်းချိုင်းဘက်ကပြက်ပြီးတော့အပြန်မှာလင်းနာတွေဝဲနေလို့ခဏလောက်ရက်ကြည့်သေးတယ်တဲ့လင်းနာတွေစီကတစ်ချက်လက်ခနဲ့ဖြစ်သွားတာကိုတွေ့ခဲ့ရတယ်တဲ့ကိုကြီးတာတီရဲ့ဟေးဟုတ်လားကွာတမျိုးပါလားကြောက်ခဲရအဲ့ဒါကြောင့်ကျုပ်လာပြောတာပေါ့ဗျကျုပ်တော်တော်အံ့ဩသွားတယ်ဗျဘုန်းကြီးလေးကအသက်ကြီးဆိုတော့အမြင်မှားလားတကယ်လို့ဘုန်းကြီးလေးအမြင်မမှားဘူးဆိုရင်လေဒါကကောင်းတဲ့ကိစ္စတော့မဖြစ်နိုင်ဘူးဗျဒီလက်ထားကြီးတွေကစိုးမာကြီးတွေဖြစ်ဖို့တေးကြတယ်ဗျစိုးမာကြီးတွေဆက်လွတ်နေတာပဲဖြစ်မယ်ဗျကျုပ်တို့တင်ငန်းကုန်းမှာဘာကိစ္စတွေများရှိနေလို့တော့ကျုပ်ကလည်းညံမီတလောက်တွေးကြည့်ရတာပေါ့ဗျာနေအောင်ကိုကြီးတာတရဘုန်းကြီးလေးကအဲ့ဒီအကြောင်းကိုပြောနေတာဘယ်သူနဲ့ပြောနေတယ်ထင်တော့ဟာငါမသိဘူးလေကွာဗန်မွေးကုန်းကဘိုးတော်ကြီးလေဗျာကိုကြီးတာတရဲ့အဘနဲ့လည်းရင်းနှီးပါတယ်ဟိုဗန်မွေးကုန်းအရှေ့ပိုင်းကဘိုးရစိန်ကြီးလေဗျာအေးဘိုးရစိန်ကိုတော့ငါသိတာပေါ့ကြောက်ခဲရအဘရဲ့မိတ်ဆွေပဲလေကွာအေးဗျာအဲ့ဒီအကြောင်းတွေကိုဘုန်းကြီးလေးကဘိုးရစိန်နဲ့ပြောနေတာဗျအဲ့ဒီမှာဘိုးရစိန်ကလည်းပြောတယ်
ကျုပ်လည်းမနေ့ကမြင်နေဗျကိုကြီးလေးရဲ့အားလုံးပေါင်း9ကောင်တောင်အကောင်ကြီးတွေကလည်းတော်တော်ကြီးသားဗျကျုပ်တွေ့တာကတော့ကျုပ်တို့ရွာပေါ်မှာဝဲနေတာကိုတွေ့တာကျုပ်လည်းစိတ်ထဲမှာတော့ထင်သားဗျအယောင်လေးတစ်ချက်လက်သွားသလားလို့အခုခမပြောတော့မှဟုတ်နေတာပေါ့ဗျာဒါကဘာတွေတော့ဗျရိုးမှရိုးရဲ့လားအဲ့ဒါတော့ကျုပ်လည်းမသိဘူးဗျကိုရာစင်ရဲ့အဲ့ဒီတော့မှပဲသူတို့ပြောတာကိုထိုင်ပြီးတော့နားထောင်နေတဲ့ကျုပ်ကိုမြင်ပြီးဘိုးကြီးလေးကပြောတာဗျဟေ့ကောင်ကြောက်ခဲမို့လားဟုတ်ပါတယ်အဖိုးကျုပ်ပါကြောက်ခဲပါဟာကြောက်ခဲအတော်ပဲခုနကငါနဲ့ကိုရာစိန်နဲ့ပြောနေတာတွေကိုမင်းကြားလိုက်တယ်မို့လားဟုတ်ကဲ့ကြားပါတယ်အဖိုးအေးမင်းကိုကြီးတာတေကိုဒီအကြောင်းတွေပြောပြလိုက်အောင်ကြားလားဟုတ်ကဲ့ပါအဖိုးပြောလိုက်ပါမယ်ကိုရာစိန်ရေကျုပ်တို့လည်းတာတေတယောက်ရှိတာတော်တော်ကိုအားကိုးနေရတာဗျတာတေကလူသားငယ်တာတက်တီကလည်းကောင်းပါဗျာဆရာသမားတွေနဲ့လည်းလိုက်ဖူးသွားဘူးတော့ဘူးသူရကလည်းရှိတယ်ဗျဘသူမှအကြောင်းကိစ္စတွေရှိဒီကောင်ကတက်နေတဲ့ကောင်မဟုတ်ဘူးဗျတာတီဆိုတာကကိုညံ့ရဲ့သားမို့လားဟုတ်တယ်လေကိုရာစိန်ရဲ့လှုပ်ပြီးတော့အားကိုးရတဲ့တငယ်ဗျအဲ့ဒီလိုပြောဆိုပြီးတော့ကျုပ်ကိုကိုကြီးတာတီစီကိုသွားခိုင်းလိုက်တာဗျဒါနဲ့ကျုပ်ကတန်မဏိကိုခေါ်ပြီးတော့ထွက်လာခဲ့လိုက်တာကျုပ်ငကားဆေးဘောလေးကိုဖွာရင်းနဲ့တေချာစဉ်းစားကြည့်တယ်ဒါမကောင်းဘူးဗျကျုပ်တို့ရွာမှာဘာအကြောင်းတွေပေါ်မှာတော့မသိဘူးဗျကျုပ်အတွေ့အကြုံရပြောရရင်တော့ဒါကဆုံးမကြီးတွေပဲဗျဆုံးဆိုတာကလည်းအမျိုးအစားကများသားလားအဲ့ဒီထဲမှာမှကဝေမြောက်ဆုံးဆိုတာကတော်တော်လေးကိုအစွမ်းထက်တာဗျဒါတွေကိုကျုပ်ဆရာကြီးဒေါက်တာဦးမင်းအောင်ကပြောခဲ့တာဗျအခုနေမျိုးမှာဆရာကြီးတွေသာရှိရင်တော့တော်တော်ကိုကောင်းပါပဲလို့ကျုပ်တွေးမိတယ်ည9 နာရီလောက်မှာကျုပ်ကမြက်ကွင်းဆေးကိုကွင်းပြီးတော့ထနောင်းကိုတင်းញိုင်းကိုထွက်လာခဲ့လိုက်တယ်တင်းញိုင်းထဲကိုရောက်တော့တင်းញိုင်းမြောက်ဘက်ကလူတစ်ယောက်လောက်ရှိတဲ့မကြီးပင်ကြီးတပင်ရဲ့နောက်မှာကွယ်ပြီးတော့ကျုပ်ကစောင့်နေတယ်ဗျအခုထိတော့ဘာလက်ထမှမတွေ့ဘူးဗျဘာပဲဖြစ်ဖြစ်တကောင်ကြော်အောင်တော့စောင့်ကြည့်ဖို့ကျုပ်ဆုံးဖြတ်လိုက်တယ်ဟောပြောရင်းဆိုရင်လည်းတဝီဝီမြည်တဲ့အတန်တွေကိုကြားနေရပြီဗျဒါကလင်းနာရီပြန်တဲ့အတန်ပဲဗျကျုပ်ကခေါင်းမော်မော့ကြည့်လိုက်တယ်ဟောလာကြပြီဗျဟုတ်ပါဗျစုပါ9ကောင်ဗျအကောင်ကြီးတွေအကြီးတွေဗျပုံမှန်လင်းတာထက်2ဆလောက်ကြီးတယ်ဗျထနောင်းကုန်းတင်းញိုင်းမှာပဲဝဲနေကြတာဗျအချိန်ကလည်းတကောင်သားကိုကတ်လာပြီဗျလက်ထတွေကတော့ပြန်နေတော့မယ်ဟောဆက်တွေလွတ်ပြီဗျဝင်းခနဲ့လက်ခနဲ့နဲ့ဆက်တွေကိုလွတ်နေကြပြီဗျဒါကဆုံးမကြီးတွေဆိုတာတေးကြတာပေါ့ဗျာဟောထွက်သွားပြီဗျထွက်သွားပြီအနောက်ဘက်ကပေါ်လာပြီးတော့အနောက်ဘက်ကိုပဲပြန်ထွက်သွားတာဗျဆက်လွတ်တာကတော့10 မိနစ်လောက်ပဲကြာတယ်ဗျကျုပ်ဖြစ်တော်တော်ကိုအံ့ဩသွားတာဗျဒီဆုံးမတွေကဘာအတွက်နဲ့ကျိုးတို့တင်းញိုင်းမှာဆက်တွေလာလွတ်နေတာပါလေကျုပ်ကဘလို့ပဲတွေးပါဗျအဖြေတော့မရဘူးဗျကျုပ်လည်းအိမ်ပြန်ရောက်တော့နိုင်ပြန်တစ်ချက်လောက်ရှိပြီဗျအမေအစင်းသစ်ပြင်းမေးထားတဲ့အိယာတွေကိုခြေလက်တေးသေးချာချာလေးဆေးပြီးမှဝင်အိတ်လိုက်တယ်ဟာကျုပ်ရဲ့ခေါင်းရင်းမှာချိတ်ထားတဲ့ဆေးလွယ်ကြီးထဲကမက်ဖဲဝါကိုခွဲအယုတ်ကလေးရဲ့အတန်းပြတဟီးနဲ့အောနေတယ်အခြေအနေကအရေးကြီးနေပြီဆိုတာကိုကျုပ်ခံမှန်းမိသွားပြီဗျကျုပ်လည်းအိယာတွေကပြန်ထွက်ပြီးတော့မက်ဖဲဝါကိုရန်ကျုပ်ကိုအပ်ထားတဲ့မက်ဖဲဝါရဲ့ကိုခွဲရုပ်ကလေးကိုခေါင်းအောင်မှာထားပြီးတော့အိတ်လိုက်တယ်ဗျအချိန်ကလည်းမနှဲတော့ဘူးဆိုတာကိုကျုပ်ကချက်ချင်းအိပ်ပျော်သွားတာပေါ့ဗျာတာတီငါဒီမှာကျုပ်ကိုအိမ်မက်ပေးတိုင်းတွေ့နေကြကောင်းပါလေးပဲဗျခေါင်းမှာအော်လန်ဘန်အဝါလေးတစ်ပွင့်ကိုပန်လို့ဗျကျုပ်ကလှည့်ကြည့်လိုက်တော့ယူဇနာဘန်းကြုံကြီးဗျပွင့်နေလိုက်တာများဖွေးကိုလှုပ်လို့ဗျဒါပေမဲ့ဒီကောင်မလေးကယူဇနာဘန်းကိုပန်မထားဘူးဗျသူပန်နေချက်ဘန်းအဝါလေးကိုပဲပန်ထားတာကျုပ်နဲ့သူနဲ့ကမနီးဘူးခက်လန်းလန်းကလည်းစကားပြောနေတာဗျကျုပ်ကလည်းသူ့အနောက်ကိုတိတ်ပြီးတော့မကက်ရဲဘူးလေဗျဘလို့ပဲဖြစ်ဖြစ်သူကမက်ဖဲဝါပဲတတ်တီငါစီကိုရန်သူတွေလာနေပြီဟုတ်လားမက်ဖဲဝါဘယ်ကနေလာနေတာတော့ဗျလမ်းအဆောင်ပြီးတော့ကျုပ်တက်ပြစ်လိုက်မယ်မက်ဖဲဝါကပြုံးနေတယ်ဗျပြီးတော့မှပြန်ပြောတယ်နင်သူ့ကိုဘယ်လိုလုပ်ပြီးတက်နိုင်မှာတော့အမသူကဘယ်သူမို့လို့တော့ဗျကဝေရာစာလို့ခေါ်တဲ့အကောင်ဟဲ့တာတီရဲ့သူတို့ကဝေအချင်းချင်းတောင်မှသူ့ကိုဥခိုက်ရတာကဝေတွေထဲမှာတော့ဒီကောင်ကြီးကပညာအမြင့်ဆုံးပဲဟေးအေးတေရင်တော့မဟာငရဲမှာနှစ်ပေါင်းထောင်ချီပြီးခံရမယ့်အကောင်ပေါ့ဟာဒီကောင်ကကြောက်ကူကြီးတစ်ခုထဲမှာနေတယ်အမြဲတမ်းနေတာတော့မဟုတ်ဘူးတာတီပညာစခန်းထပ်ပြီးတော့တက်တော့မှလားနေတာအဲ့ဒီကြောက်ကူကြီးထဲမှာဒီအကောင်အိတ်တဲ့ကတင်ကိုဖျားလေးစုကထမ်းထားတဲ့ပုံထုထားတာဟာဗျာရက်ဆက်လာ ਈ လားဗျအေးသူထိုင်တဲ့တစ်သားကလထိုင်ကလည်းဖျားလေးစုကမိုးဆိုးဒူးထောက်ထိုင်ပြီးတော့ပကုံးနေနဲ့ထမ်းထားတဲ့ပုံထုထားတာဒီကောင်မျက်နှာတစ်တဲ့နေရာမှာလဲဖျားကမတ်တက်တော့ရက်နေတဲ့ပုံတဆူသူ့ကိုရေမုတ်ကမ်းပေးနေတဲ့ပုံတဆူထုထားတယ်ဟဲ့
ကလထိုင်ထိုင်ပြီးသွားရင်လဲတာလျောင်းမုံထုတ်ထားတဲ့ဖျားဆင်းတူတော်ပေါ်မှာခြေထောက်တင်ပြီးတော့ထိုင်တာဒီကောင်ကခြေပွားမှာလဲဖျားပုံတော်တပုံစီထိုးထားတယ်ဟေ့ဟာဗျာကျုပ်ဖြင့်ကြားရတဲ့တင်စက်သိန်းနေထလာမိတယ်မဖဲဝါကြီးအေးအခုရောက်နေတဲ့လက်ထားတွေကလည်းဒီအကောင့်ရမရားတွေဟဲ့တာတီရဲ့သူပညာပေးထားတဲ့ဆုံးမကြီးတွေလေဒီကောင်းမတွေကလည်းပညာကတော့မသေးဘူးပဲကိုယ်ရမြောက်ဆုံးနေဖြစ်နေပြီဒီကောင်မငါးကောင်ကရှေ့ပေးလာပြီးတော့ဆက်တီကိုဖြတ်နေတာတခြားပညာသည်တွေမလာနိုင်အောင်ကြိုပြီးတော့ရှင်းထုံနေတာပေါ့တာတီရဲ့ဒီပါဦးဗျဒီကဝေယာသာဆိုတဲ့အကောင့်ကြီးကခမားစီကိုဘာကိစ္စနဲ့လာမှာတော့ငါ့ကိုဖမ်းဖို့လေတာတီရဲ့ဗျာမဖဲဝါကိုဖမ်းဖို့ဟုတ်လားဟုတ်တယ်တာတီရဲ့ငါ့ကိုညှင်းပန်းပြီးတော့ငါတခင်မှာမြောက်ဖက်ရှင်မရဲ့ပညာဘူးကိုတောင်းမှာပေါ့အဲ့ဒီပညာဘူးကသူတို့လိုကဝေတွေရသွားရင်တော့အသက်ထောင်နဲ့ချီပြီးတော့နေနိုင်ပြီတာတီရဲ့အေးရမတယ်လားတော့ငါနာမည်ကမဖဲဝါလေတာတီရဲ့ဘသူဘာဖြစ်မယ်ဆိုတော့မနှက်ဖြန်ညကြမှာတီးရမှာပေါ့လေဗျာဘလို့ဗျာမဖဲဝါမနှက်ဖြန်ညဆိုဒီကဝေကောင်ကြီးရောက်လာတော့မှာဟုတ်လားအေးဟုတ်တယ်တာတီရဲ့မဖဲဝါကျုပ်ပါလာခဲ့မယ်ကျုပ်တက်နိုင်တဲ့လောက်ကိုကူညီမယ်နေမလာခင်နဲ့တာတီကဝေယာသာဆိုတဲ့အကောင်ကအန်ရတိတ်များတဲ့အကောင်လူတယောက်ကိုတက်ဖို့ဆိုတာကပျော့စိတ်သက်တာလောက်ကိုထင်းနေတဲ့အကောင်ဟဲ့ဟာဗျာဘာကောင်ကြီးပဲဖြစ်ဖြစ်ကျုပ်ကတော့ရောက်အောင်လာခဲ့မယ်ဗျာကျုပ်ကဖြက်ခနဲ့လက်နိုးသွားတယ်မိုးတောင်လင်းတော့မှာပဲဗျအမေတောင်ထမင်းချန်နေပြီဒီနေ့ဆရာတော်ကြောင့်ကိုစွန့်ချိုင်သွားပို့ရမှာကျုပ်တို့စွန့်လဲလေဗျာမနေ့ကလေးကအမေကဝတ်သားချန်နေတာဗျမိုးချုံမှဘယ်ကစုံသားရလာတယ်မသိပါဘူးဗျာကျုပ်တောင်မှငရုတ်သီးဝင်ထောင်းပေးလိုက်ရသေးတယ်ကျုပ်เจ้าကိုစွန့်ချိုင်ပို့ပြီးတော့ဆရာတော်နဲ့စကားပြောဆိုပြီးကျုပ်တို့ပြန်လာခဲ့ကြတယ်ထမင်းစားချိန်လောက်ရောက်မှကျုပ်ကဝတ်သားနဲ့တဝါကြီးကိုစားပစ်လိုက်တာဗျပြီးတော့မကြီးပင်အောက်ကကုတ်ပြစ်မှာကြောက်အိပ်ပြလိုက်တယ်ရာဒီကတိတ်မပူသေးတော့အိတ်လို့တော့ကောင်းသားဗျဘယ်သူမှလည်းကျုပ်စီကိုလာမနှိုးကြပါဘူးညနေဆောင်လောက်ရောက်မှကျုပ်ကနိုးလာတာဗျအမှန်ကတော့ဒီညကိစ္စတွေရှိနေလို့အေးရွာအောင်ကျုပ်ကကြိုပြီးတော့အိတ်ထားတာဗျအိယာကနိုးတော့လမ်းတော်အောင်လို့ကျုပ်ကရေမိုးချိုးပြီးတော့အဝတ်စားလဲထားလိုက်တယ်မိုးမချုပ်ခင်မှာလင်းလင်းရှင်းရှင်းရှိတော့လေကျုပ်ကဆေးလွယ်အိတ်ကိုထုတ်ယူပြီးကျုပ်ဆရာကြီးဦးမင်းအောင်နဲ့ဆရာလွန်ဖောက်တို့ချီးမြှင့်ထားတဲ့အင်းတော်ဆေးတော်တွေကိုထုတ်ပြီးတော့စစ်ဆေးလိုက်တယ်ဆေးတော်ရုပ်တွေကိုလည်းဂါရာရွတ်ပြီးတော့နှိုးထားလိုက်တယ်ဗျကျုပ်ဆရာနွန်ဘလှုပ်တဲ့အတိုင်းဖျားကန်းထဲကိုဝင်ဖျားရှင်ခိုးပရိစိတ်တယ်ဗျဆေးတွေအင်းနေဆေးတော်ရုပ်တွေကိုလည်းလင်မန်းကလေးနဲ့ထည့်ပြီးတော့နှိုးထားတဲ့သဘောပေါ့ဗျကျုပ်က2 နာရီလောက်ထိုင်ပြီးတော့ပရိစိတ်ဂါရာတွေရွတ်ပေါ့ဗျဟဲ့တာတေညစာစားတော့လေမိုးချုပ်ပြီအမေကသတိပေးတော့မှကျုပ်ကပရိစိတ်တာကိုဖြတ်ပြီးတော့ထမင်းစားလိုက်တယ်ဗျထမင်းစားပြီးတော့ကျုပ်ကဖျားကန်းထဲကိုပြန်ဝင်ပြီးပရိပြန်စိတ်တယ်အင်ပဒန်ကြောက်စရာကောင်းတဲ့ရန်သူလို့မဖဲဝါကပြောတော့ကျုပ်ကိုကျုပ်မပြင်ဆင်မဲနဲ့သွားလို့ဘယ်ဖြစ်မှာတော့ဗျည9 နာရီတီမှာကျုပ်ကအိမ်ကနေထွက်လာတယ်ထနောင်းကုန်းတင်းချိုင်းကိုရောက်တော့ပထမညကကျုပ်ပန်းဝင်ကြည့်တဲ့မကြီးပင်ကြီးအောက်ကိုပဲကျုပ်လာခဲ့လိုက်တယ်မကြီးပင်ကြီးကတော်တော်ကိုကြီးတာဗျကျုပ်ကမကြီးပင်နောက်ကထိုင်ပြီးတော့ငကားဆေးဘောလေးကလေးကိုဖွာနေတယ်မိကိုတော့ဘေးကနေမတွေ့အောင်လက်နဲ့အုပ်ပြီးတော့ဖွာရတာပေါ့ဗျာကြောက်ခွဲတော့သာသိရင်တော့လိုက်ချင်ပါဗျခလေးတွေကိုခေါ်လို့တော့ဘယ်ဖြစ်မတုံဗျာကျုပ်ကတော့တာတီလီဗျာဒါမျိုးတွေတော့ဘယ်တော့မှလက်လွတ်ခံမှာမဟုတ်ဘူးဗျရအောင်လာပြီးတော့မြင်အောင်ကြည့်မှာပဲဗျကျုပ်အိမ်ကမထွက်ခင်ကတည်းကပြက်ကွင်းဆေးကိုကွင်းလာခဲ့တာဗျပတ်ဝန်းကျင်ကိုကျုပ်လိုက်ကြည့်လိုက်တော့ဘာဆိုဘာမှမမြင်ရဘူးဗျတစေလည်းမရှိဘူးတရေလည်းမရှိဘူးဟိုရက်ကလေးကဆုံးမကြီးတွေလာပြီးတော့ဆက်တွေလွတ်ထားလို့လည်းတူတယ်ဗျတစေတရေတွေလည်းဆုံးကဝေတွေရဲ့ဆက်တွေကိုကြောက်ရပုံပေါ်တယ်ဗျကျုပ်ကမကြီးပင်ကြီးကိုမှီပြီးတော့ဆက်လိတ်တောင်းနေတာဆက်လိတ်တလိတ်တောင်းဂုံတော့မယ်ဗျအခုထိဘာမှမတွေ့ရသေးဘူးဟောပြောရင်းဆိုရင်လည်းလာပြီဗျပြန်လာတဲ့အတန်တွေကိုကြားနေရပြီကျုပ်လည်းလက်ထဲကဆေးဘောလေးကိုမြေကြီးမှာထိုးပြီးတော့မင်းချင်းလိုက်တယ်ဟာမင်းညကလာတဲ့လင်းဓာကြီး9 ကောင်ဗျဟောထနောင်းကုန်းတင်းကိုင်းမှာဝဲပြီးတော့ပြန်နေတာဗျဒီနေ့တော့ဆက်တွေလွတ်တာမတွေ့ရတော့ဘူးဗျဟာဒါကဘာတော့ဗျဘာတော့မှောင်မဲနေတဲ့ကောင်းကင်မြို့မှာပေါ်လာတာဗျအယောင်လေးတဝင်းဝင်းနဲ့ရောက်လာတာဘာတော့မသိဘူးဗျဟောတဖြည်းဖြည်းနဲ့နှိမ့်လာပြီဗျကြည်စမ်းလင်းဓာကြီးတွေကအပေါ်ကိုခေါင်းထောင်ပြီးတော့ပြန်တက်သွားပြီဗျလင်းဓာကြီးတွေကနေစက်ရောင်တွေဖြာထွက်နေလိုက်တာကြည့်လို့တော့ကောင်းနေတာဗျအောင်မဆုံးမကြီးတွေကအပေါ်ကရောက်လာတဲ့အယောင်တလက်လက်နဲ့လက်နေတဲ့ဟာစီကိုပြန်သွားကြတာဗျမဖဲဝါပြောထားတဲ့ကဝေယာစာကြီးရောက်လာတာပဲဖြစ်မယ်ဗျလင်းဓာပုံစံဖမ်းထားတဲ့ဆုံးမကြီး9 ယောက်ကသူတို့ယောက်ျားကဝေယာစာကြီးကိုအပေါ်တက်ပြီးတော့ကျုံနေတာဗျဟောဆင်းလာကြပြီဗျအယောင်တွေမှတဝင်းဝင်းကိုဖြစ်နေတာဗျအားလုံးကအောက်ကိုဆင်းလာကြပြီဗျဟာ
ကူပေါ်မှာမတ်တက်တွေရောက်နေကြပြီးကဝေယာသာကြီးကကျောင်းမကြီးရဲ့ကူပေါ်မှာရက်လို့ဗျသူမယားဆုံးမကြီး9ယောက်ကသူ့ဘေးကကူတွေမှာရက်လို့ဆုံးမကြီးတွေကသပင်ဖားရတွေနဲ့ထမိန်အနက်ကြီးတွေဝစ်ထားတယ်ဗျကဝေယာသာဆိုတဲ့အကောင်ကြီးကရောင်တစောင်းကြီးထုံထားတယ်သူတို့ရဲ့ရုပ်တွေကိုတော့ကျုပ်သေးသေးချာချာမမြင်ရဘူးဗျညကကြေရောင်မဲရှိတာဆိုတော့အမောင်ကဲနေတော့မမြင်ရဘူးပေါ့ဗျာရှင်မတို့နင်တို့ရဲ့ဆက်တွေကိုကောင်းကောင်းဖြန့်ထားကြပြီလားဖြန့်ထားပြီးပါပြီအရှင်အေးမြေပြင်ဆက်ဝင်းဟင်ဆက်တွေနဲ့ညှက်ပြီးမှဒီတရေမကိုဖမ်းလို့ရမှာကွနေပါဦးအရှင်ဒီတရေမကိုဒီလောက်တောင်ဆက်တွေဖြတ်ပြီးတော့ဖမ်းနေရတာအံ့ဩလို့ပါရှင်တခြားပညာတွေနဲ့တိုက်ရခိုက်ရတာတောင်ဒီလောက်ထိမလုပ်ရပါဘူးအခုဟာကတရေမကိုဖမ်းဖို့3ရက်လောက်ကြိုပြီးတော့ဆက်တွေဖြတ်နေရတယ်လို့ကျမတော့နားကိုမလဲလို့ပါရှင်နားမလဲပဲနဲ့ထင်ရတွေလျှောက်ပြီးတော့ပြောမနေနဲ့ငါထပြီးတော့ကန်လိုက်ရင်ပင်လယ်ထဲထိလွင့်သွားမယ်ဒီတရေမကရိုးရိုးတရေမမဟုတ်ဘူးနင်သိလားမြောက်ဖက်ရှင်မကသူ့ရဲ့ပညာဘူးတွေကိုစောင့်ဖို့သူ့ရဲ့ဆက်တွေဒီတရေမမှာတက်ပေးထားတာနင်သိလားနင်မှာရှိတဲ့ဆက်တွေမြောက်ဖက်ရှင်မရဲ့ဆက်နဲ့အစင်ချင်းတူတယ်လို့နင်ထင်နေသလားကဲသွားကြငါမှာထားတဲ့အတိုင်းသာလုပ်တရေမလာလို့ငါနဲ့ရင်ဆိုင်နေရတဲ့အချိန်နင်တို့ကဆက်တွေကိုဝိုင်းပြီးတော့လှုပ်ပေးထားကြလားဒါမှငါဆက်ကအချိန်ပိုမြင့်လာပြီးဒီတရေမကိုဖမ်းချုံနိုင်မှာကဲသွားကြတော့ကဝေယာသာကြီးကသူ့မယားဆုံးမကြီးတွေကိုမောင်းထုတ်လိုက်တယ်ဟာဆုံးမကြီးတွေကထမိန်ကိုလက်ထပ်ဝစ်ထားတာဗျဆုံးမကြီးတွေကဆက်ရောင်နေတလက်လက်နဲ့တင်းချိုင်းထဲကနေထွက်သွားတယ်ဗျဒီမိမကြီးတွေဘယ်မှာသွားမှာတုံးဆိုတာကျုပ်ကတေးသေးချာချာလိုက်ကြည့်တယ်တင်းချိုင်းအနောက်ကရာခင်းထဲကိုထွက်သွားတာဗျတရေမှာမဖဲဝါနင်အခုချက်ချင်းဒီတင်းချိုင်းကုန်းထဲကိုလာခဲ့နင်တခင်မမြောက်ဖက်ရှင်မရဲ့ပညာဘူးကိုပါတခါတည်းယူလာပြီးငါ့ကိုအပ်ပြီးတော့နင်ငါ့ကိုကြောက်ပြီးတော့ပုံနေမယ်တော့မကြံနဲ့နင့်စီကိုငါလာပြီးတော့သပင်ကနေဆွဲခေါ်သွားမယ်မှတ်ပြီးတော့ဟောမဖဲဝါရဲ့ခွေးဥတန်ကြီးကိုကြားနေရပြီဗျမဖဲဝါလည်းလာနေပြီဗျလာနေပြီကဝေယာသာဆိုတဲ့အကောင်ကြီးကတော့မဖဲဝါရဲ့ခွေးဥတန်ကြီးကိုတိဖို့မပေါ်ဘူးဗျဟောခွေးဥတန်ကြီးကတဖြည်းဖြည်းနဲ့နီးလာပြီဗျဟာနီးလာပြီဗျနီးလာပြီဂူတွေကိုကြော်ပြီးတော့ပြေးလာလိုက်တာဗျ10ပေလောက်မြင့်နဲ့ဖြူဖြူအေးကြီးတစ်ခုပြေးလာတာဗျဟောဂူကြီးတစ်လုံးပေါ်မှာရက်သွားပြီဗျကဝေယာသာကြီးဆက်တွေကဖြန့်ထားတာဆိုတော့မဖဲဝါကရှေ့ကိုတိုးလို့မရတော့ဘူးထင်ပါရဲ့ဗျာဟဲ့ကောင်မဖဲဝါဘယ်မှာတော့ငါ့ကိုအပ်မဲ့ပညာဘူးနင်းသခင်မရဲ့ပညာဘူးအခုငါလိုချင်တယ်နင်းမသိချင်းရင်အခုသွားယူလိုက်မဖဲဝါကအိုက်စကားကြားပြီးတာနဲ့တဟီးဟီးနဲ့အော်ယူလိုက်တာဗျကဝေယာသာကြီးကချက်ချင်းသူ့ရဲ့ဆက်တွေလှုပ်ပြီးဗျပါဇက်ကထွက်လာတဲ့အစိမ်းရောင်ဆက်တွေကမွေးတကောင်ပြေးတယ်လို့မျိုးချက်ချင်းပြေးသွားတယ်မဖဲဝါမျက်လုံးကအလင်းတန်းသေးသေးလေးနှစ်တန်းထွက်လာတယ်အယောင်ကတော့လိန်မော်အယောင်ထွက်နေတာဗျဟောကဝေယာသာကြီးကဆက်တွေနဲ့တွေ့ပြီးတော့ဆက်နှစ်ခုလိန်သွားပြီဗျကဝေယာသာကြီးကဆက်တွေပြုတ်ထွက်ကုန်ပြီဗျဟောကဝေယာသာကြီးပါခူအောက်ကိုလိမ့်ကြသွားပြီဗျကဝေယာသာကြီးကရုပ်ပြောင်းရုပ်လွယ်အတက်နဲ့ချက်ချင်းကြားပုံစံကိုဖန်တီးလိုက်ပြီဗျဟာကြားမှာနဲတဲ့ကြားကြီးမဟုတ်ပါလားဗျဟိမ့်လိုက်တာကလည်းမြေကြီးတောင်တုံသွားတယ်ဗျဟောဂူကြီးတွေအပေါ်ကိုခုံထွက်လိုက်ပြီဗျမဖဲဝါကိုလိုက်ပြီဗျမဖဲဝါကလည်းဂူတွေပေါ်ကနေရိတ်ခနဲ့ပြေးသွားတယ်ဗျကြားကလည်းဝုန်းခနဲ့ဟိမ့်ပြီးတော့မဖဲဝါကိုလိုက်ပြီးတော့ကြိုက်တယ်ဗျဖះကျုပ်ဆိုရင်ဖះတာနေရတာပေါ့ဗျာမဖဲဝါကဂူရီပေါ်ကနေပြေးရင်အရှိန်ကိုပုံမြင့်လိုက်တယ်အရိတ်ကလေးပဲတွေ့နေရတယ်ဗျမြန်လိုက်တာကမှလှစ်ခနဲ့ကိုဖြစ်နေတာဗျကဝေယာသာကြီးတော်မှမဖဲဝါပျောက်သွားလို့လိုက်ပြီးတော့ရှာနေရတာဗျဟောမဖဲဝါကကြားကြီးရဲ့အနောက်ကိုရောက်သွားပြီပြေးပြီဗျမဖဲဝါပြေးပြီဗျရိုက်ပြီဗျရိုက်ချလိုက်ပြီကြားရဲ့ခါးစင်နေရာကိုသူ့ရဲ့လက်ဝါးကြီးနဲ့ရိုက်ချလိုက်တာဗျဘုံခနဲ့အတန်တစ်ချက်ပဲကြားလိုက်ရတယ်ဗျတစ်ချက်ပါပဲကြားကြီးကဂူပေါ်ကနေခွေခနဲ့ပြုတ်ကျသွားပြီးတော့ချက်ချင်းပြန်မထနိုင်ဘူးဗျဒါပေမဲ့ခဏနေတော့ပြန်ထလာတယ်ဗျကြားတော့မဟုတ်တော့ဘူးဗျရောင်တစောင်းကြီးထုံးထားတဲ့ကဝေယာသာကြီးပြန်ဖြစ်သွားပြီဗျကဝေယာသာကြီးကဂူပေါ်ကိုခုန်တက်လိုက်တယ်ဒါပေမဲ့ဒီလူခါနာသွားတဲ့ပုံပဲဗျဒေါသလည်းတော်တော်ကိုထွက်နေတဲ့ပုံရတယ်နင်ကဘာအဆင့်မှမရှိတဲ့တရေမအရှင်မွေးလို့နေချင်းညာချင်းကြီးလာတဲ့ကောင်မမဲတော်လေးပါဆောင်းရှောက်လို့နင်အဆန်းနေရှိလာတာဟဲ့တရေမရဲ့နင့်ကိုနေဟုတ်လာပြီထင်မနေနဲ့ငါဘာကောင်လဲဆိုတာကိုမကြခင်နင်သိစေရမယ်ကဝေယာသာတဲ့ဟေ့ကဝေယာသာကြီးကကျုံးဝလိုက်ပြီးတော့မျက်လုံးနဲ့နှာခေါင်းတွေနဲ့ပါဇက်ကပါဆက်တွေထွက်လာရောဗျစက်တန်းကြီး၅ခုကမဖဲဝါစီကိုထိုးဝင်သွားတယ်ဗျမဖဲဝါကနောက်ဆုတ်သွားတယ်မဖဲဝါကလည်းဆက်တွေကိုထုတ်တယ်ဗျဒါပေမဲ့မဖဲဝါရဲ့ဆက်ကရှေ့ကိုတိုးမလာတော့ပဲတလန်လောက်မှရက်သွားတယ်ဗျဟာမဖဲဝါဘလို့မှမရှင်းနိုင်တော့ဘူးဗျကဝေကြီးကလည်းတဟားဟားနဲ့အော်ရီနေတာပေါ့ဗျာဆက်တွေကိုလည်းအလုံးလိုက်ထုတ်ပြီးတော့မဖဲဝါရဲ့ဘက်ကိုလွှတ်တယ်ဗျမဖဲဝါကဂူရီပေါ်ကနေကြော်ပြီးတော့နောက်ကိုဆုတ်သွားပြီဗျတဖြည်းဖြည်းနဲ့မဖဲဝါကဆုတ်ကဝေကြီးကလိုင်းနဲ့
တင်းကျန်းရဲ့အနောက်ဘက်ကရာခွက်ကြီးတွေကိုရောက်သွားပြီဗျ။အော်လက်ဆက်တက်တော့ကဝေရာသာကြီးကမဖဲဝါကိုတမင်တွန်းထုတ်သွားတာကိုဗျ။ရာခွက်ထဲမှာကသူ့ကျိုးလွတ်ထားတဲ့သူ့မယားဆုံးမကြီး9ယောက်ကလည်းဆက်တွေတဝင်းဝင်းနဲ့စောင့်နေကြတယ်ဗျ။မဖဲဝါကဆုံးမကြီးတွေမြင်တော့နည်းနည်းတော့တွန့်သွားပုံရတယ်ဗျ။ဟဲ့ကောင်မလေးနင်တို့ရဲ့ဆက်တွေကိုငါစီကိုပို့ပေးစမ်းဒီတရက်မကမဲတော်တွေအားကိုးနဲ့ငါ့ကိုခုခံနေတာဒီကောင်မကိုငါဒီညရအောင်ဖမ်းမယ်ဟာဆုံးမကြီးတွေကသူတို့ဆက်တွေကိုတဝင်းဝင်းနဲ့လွတ်ပြီးဗျဆက်တွေကလည်းကဝေကြီးစီကိုအကုန်ရောက်သွားတာဗျကဝေရဲ့ဆက်တွေကဆုံးမတွေရဲ့ဆက်တွေနဲ့ပေါင်းပြီးတော့အယောင်တွေပိုတောက်လာတယ်ဗျမဖဲဝါရဲ့ဆက်တွေကလည်းရှေ့ကိုတိုးမလာနိုင်ဘူးဗျစောစောကကဝေဟာစာရဲ့ဆက်တွေကတိတ်ပြီးတော့အားကောင်းတဲ့ဆက်တွေဗျဒါပေမဲ့မဖဲဝါရဲ့ဆက်ကဖြတ်ထုတ်ပြစ်နိုင်လိုက်တယ်အခုတော့ဘလို့မှရှင်နိုင်တဲ့ပုံမပေါ်တော့ဘူးဗျဟာဆက်တန်းကြီးကမဖဲဝါကိုပတ်နေပြီဗျမဖဲဝါကအသားတွေဆက်နဲ့တုံနေပြီဗျဒါပေမဲ့တောင့်ခံထားတဲ့ပုံပဲဗျမဖဲဝါရဲ့ခေါင်းကအနောက်ကိုလန်နေပြီလက်ဝါးလက်ဖက်နဲ့တော့ခဝေရဲ့ဆက်တွေကိုတွန်းထားတာပဲဗျဒီအတိုင်းဆိုမဖဲဝါရေရှည်ခံနိုင်တဲ့ပုံမပေါ်ဘူးဗျဟောမဖဲဝါကြီးဒူးထောက်ပြီးတော့ကျသွားပြီဗျနင်ဘာခံနိုင်သေးတုံတရေမဟမ်ကဝေရသာကိုနင်ရှင်းနိုင်မယ်လို့ထင်နေတာလားပြောဆိုနဲ့လက်ချောင်းတွေကနေဆက်တွေကိုထပ်ပြီးတော့လွတ်တယ်ဗျဟာမဖဲဝါလည်းတဖြည်းဖြည်းနဲ့တေးသွားပြီဗျတေးသေးလေးဖြစ်သွားပြီဗျနှစ်လက်မလောက်လေးပဲရှိတော့တယ်ထမိန်အနက်နဲ့အင်ကြီးအနက်လေးနဲ့တကယ်အယုတ်ကလေးကျနေတာပဲဗျဟာကဝေကဆလွယ်တိုင်းထားတဲ့သူ့လွယ်ကြီးတွေကပလင်းတစ်လုံးကိုထုတ်လိုက်တယ်ပလင်းကအဝကျဲကျဲဗျအဖုံးကဝက်ဦးကြီးအဖုံးအနက်ဗျအဖုံးကိုလှည့်ပြီးတော့ပလင်းကိုဖွင့်တယ်ပြီးတော့မဖဲဝါသေးသေးလေးကိုဂုတ်ကနေကင်ပြီးတော့ပလင်းထဲကိုထည့်လိုက်တယ်ဗျမှတ်ထားတရေမှာဒါကိုမှော်ဝင်ပလင်းလို့ခေါ်တယ်မှော်ထောင်ချောက်ဟဲ့မှော်ထောင်ချောက်နင်းတို့တရေမာတွေဖမ်းနေပလင်းဟဲ့ဒီပလင်းထဲကနေနင်းပြန်ထွက်ချင်တယ်ဆိုရင်တော့ငါ့ကိုနင်းသခင်မရဲ့ပညာဘူးကိုအပ်ပြီးတော့အဲ့ဒါမအမချင်းနင်းဒီပလင်းထဲကနေမထွက်ရဘူးသာမှတ်ပြီးတော့စုံမကြီးတွေကလည်းသူ့လင်ကိုဝေရာသာကြီးရဲ့အောင်မြင်မှုတွေကိုဝမ်းသာအားရဖြစ်နေကြတာဗျဒီတော့မှကျုပ်ကဘာလုပ်ရမလဲဆိုတော့သိသွားလားဗျလွယ်အိရဲ့ထောက်မှာထည့်ထားတဲ့ပစ္စည်းတစ်ခုကိုကျုပ်ကထုတ်ယူလိုက်တယ်ဆရာကြီးဦးမင်းအောင်နိုင်ငံခြားကိုပြန်မသွားခင်ကျုပ်ကိုပေးခဲ့တဲ့ကဝေပိုက်ကွန်ဗျကျုပ်ကပိုက်ကွန်ကိုဖြန့်ပြီးတော့တန်ငါတွေကွန်ပစ်တယ်လို့မျိုးပြစ်မဲ့ပုံကိုကင်ထားလိုက်တယ်ဗျပြီးတော့ဂူတွေကိုကွယ်ပြီးတင်းကျိုင်းအနောက်ဘက်ကိုထွက်သွားတယ်ကျုပ်ကတချိန်ထိုးပြေးထွက်သွားလိုက်တာစုံမကြီးတွေအံ့ဩပြီးတော့ကျုပ်ကိုမျက်လုံးပြူးကြည့်နေလိုက်ကြည့်နေတာဗျသူတို့ကကျုပ်ကိုဘာမှမလုပ်ရသေးခင်ကျုပ်ကကွန်ကိုဖြစ်လိုက်ပြီဗျအုပ်သွားပြီဗျအုပ်သွားပြီ9ယောက်စလုံးကိုကဝေပိုက်ကွန်ကြီးကအုပ်သွားပြီဗျအားလုံးကဘုံကနေလဲကျသွားပြီးတော့ဆက်ငင်ဖြစ်နေတာဗျကျုပ်ကပိုက်ကွန်ကိုလွှတ်ချလိုက်တယ်အချိန်မရှိသေးဘူးဗျကျုပ်ကလွယ်အိတ်ထဲကတန်ကဝေထုတ်ကလေးကိုထုတ်ပြီးတော့ဂါရာတွေဆုပ်လိုက်တယ်တန်ကဝေကလည်းကျုပ်ကအိမ်မှာကြိုပြီးတော့နှုတ်ထားတော့ချက်ချင်းကိုအသက်ဝင်လာပြီးတော့အယောင်တဝင်းဝင်းထွက်လာတာဗျတန်ကဝေကကျုပ်ရဲ့လက်ထဲကနေပြန်ထွက်သွားပြီးတော့ကဝေရာသာကိုပတ်ပြီးတော့ပြန်နေတယ်ဗျကဝေရာသာကြီးရဲ့ဆက်တွေအယောင်မိန်သွားပြီဗျကဝေရာသာကြီးကမဖဲဝါကိုဖမ်းထားတဲ့ဖန်ပလင်းကိုကင်ထားရင်းကျုပ်ကိုလှည့်ကြည့်တယ်ဗျသူ့မယားတွေကိုကျုပ်ကပိုက်ကွန်နဲ့အုပ်ထားတာဖမ်းပြီးတော့တွေ့တော့လန့်သွားပြီးတော့ကောင်းလေးမင်းကဘယ်သူတော့မလောက်လေးမလောက်စားနဲ့မင်းကဘာဝင်ရှုပ်တာတော့ငါကိစ္စငါလုပ်တာကိုမင်းကဝင်ရှုပ်ရအောင်မင်းကဘာကောင်းတော့အဲ့ဒါလိုမျိုးပြောတယ်ဗျကဝေဆက်အကြမှာမဖဲဝါကအခွင့်ကောင်းယူပြီဗျကဝေလက်ထဲကမှော်ဝင်ပလင်းကိုမဖဲဝါကသူ့ရဲ့ဆက်တွေနဲ့ခွဲပစ်လိုက်တယ်ဗျအပြင်ကိုလွတ်ထွက်သွားတာနဲ့တပြိုင်နက်အရွယ်ကလည်းပြန်ကြီးသွားပြီဗျမဖဲဝါကမြောက်ဖက်ရှင်မလို့အတက်နဲ့ကြီးနဲ့អော်လိုက်တယ်ရာခွင်းထဲမှာဟိမ့်ပြီးတော့ထွက်လာတယ်ဗျဟာမဖဲဝါရဲ့တကူလုံးမှာဆက်ရောင်တွေပြိုးပြက်ထွက်လာတယ်ဗျဧကနမြောက်ဖက်ရှင်မကမဖဲဝါရဲ့ဆက်တွေကိုထပ်ပြီးတော့ပေးလိုက်ပြီးထင်ပါတယ်ဗျမဖဲဝါရဲ့လက်နှစ်ဖက်ကထွက်လာတဲ့ဆက်ရောင်တွေကမျက်စိမခံနိုင်လောက်အောင်ကိုညှိတောင်နေတာဗျကဝေရာသာကြီးကတော့ကျုပ်ရဲ့တန်ကဝေရုပ်ကလေးနဲ့ပတ်နေတော့တဖြည်းဖြည်းနဲ့ဆက်အားတွေကျလာပြီးလူပါခွေကျသွားတယ်ဗျမိကြီးမှာဒူးထောက်လျက်ကြီးကျသွားရောဗျခေါင်းကြီးကလည်းငိုက်ဆိုင်ကြီးကျနေတယ်အဲ့ဒီတုန်းမှာပဲမဖဲဝါရဲ့လက်ကစူးပြီးတော့တောက်နေတဲ့စက်တန်းလေးတစ်ခုကလှစ်ခနဲ့ပြေးထွက်သွားပြီးတော့ကဝေကြီးရဲ့လေပင်ကိုပတ်ထားလိုက်တယ်ဗျကျုပ်ပါဇက်ကလည်းလန့်ပြီးတော့អော်လိုက်မိတယ်ဗျကဝေရာသာကြီးရဲ့လေပင်တိခနဲ့ပြတ်သွားပြီဗျကျုပ်မယုံနိုင်အောင်ဖြစ်နေတာဗျလေပင်ငုတ်တို့ကြီးကနေပန်းထန်လာနေတဲ့သွေးတွေက2 ပေလောက်တောင်ရောက်သွားတယ်ဗျကျုပ်လည်းကျုပ်ရဲ့တန်ကဝေရုပ်ကလေးကိုပြန်ပြီးတော့သိမ်းလိုက်တယ်မဖဲဝါကကျုပ်ကိုလှမ်းကြည့်ပြီးတော့သူ့ရဲ့လက်နှစ်ဖက်ကိုကျိုးဆွဲတယ်လို့မျိုးဆွဲပြတယ်ဗျကျုပ်သိပြီဗျကျုပ်သိပြီကဝေပိုက်ကွန်ကိုဆွဲယူခိုင်းတာဗျကျုပ်လည်းချက်ချင်းကိုပိုက်ကွန်ကိုပြန်ပြီးတော့သိမ်းလိုက်တယ်ဗျဟောကျုပ်လန့်ပြီးတော့အော်မိပြန်ပြီဗျကျုပ်လည်းမဖဲဝါရဲ့ပိုက်ကွန်ကိုသိမ်းလိုက်ကောမဖဲဝါကစောစောကကဝေရာစာကိုလေပင်းဖြတ်တဲ့ဆက်တွေကိုစုံးမကြီးတွေစီကိုပြစ်လွတ်လိုက်တယ်ဗျစုံးမကြီးတွေလည်းတအားအားနဲ့အတနက်ကြီးတွေနဲ့អော်လိုက်ကြတယ်ဗျပြီးမှတွန့်လင်းပြီးတော့ငြိမ်ကျသွားတာဗျကျုပ်ကကဝေရာစာကိုလှည့်ကြည့်လိုက်တော့ကျုပ်ကလန့်ပြီးတော့အော်မိပြန်ရောဗျကဝေကြီးရဲ့အလောင်းကလူမဟုတ်တော့ဘူးဗျ
ခွေးမဲကြီးတကောင်ဖြစ်နေတယ်ခွေးမဲကြီးကဆန့်ဆန့်ကြီးသွေးအိုင်ထဲမှာလဲနေတာဗျခေါင်းပြက်ကြီးကတပေလောက်အကွာမှာခွေးကောင်းကြီးပဲဖြစ်နေတယ်ဗျကျုပ်မှာအံ့ဩရပြန်တော့ဗျစုံမကြီးတွေဘက်ကိုကြည့်လိုက်တော့လေလူတွေမဟုတ်တော့ဘူးဗျအားလုံးကလက်ရအသေးကောင်9ကောင်ဖြစ်နေရောဗျကျုပ်ကအံ့ဩပြီးတော့ငါဖဲဝါကိုလှည့်ကြည့်လိုက်တယ်မျက်လုံးနီကြီးတွေနဲ့ကျုပ်ဘက်ကိုတစ်ချက်လှမ်းကြည့်တယ်ဗျအဲ့ဒီတော့မှပဲမဖဲဝါရဲ့ခွေးကြီးကတပူးပူးနဲ့អော်ပြီးတော့အပြေးလွှားရောက်လာပြီးမဖဲဝါရဲ့ရှေ့မှာရက်လိုက်တယ်ကဝေပိုက်ကုံကိုတေးသေးချာချာခောက်နေတဲ့ကျုပ်ကိုခွေးနဲ့ကြီးကစိုက်ကြည့်နေတယ်ဗျဟောသွားကြပြီဗျမဖဲဝါရောခွေးနဲ့ကြီးကောထွက်သွားကြပြီဗျကျုပ်လည်းရွာထဲကိုခတ်တုတ်တုတ်ပြန်ဝင်လာခဲ့တယ်ကျုပ်ကအိမ်ပြန်ရောက်တော့နိုင်ပြန်2ချက်ကြော်နေပြီဗျအဘနဲ့အမေမသိအောင်ကျုပ်အိမ်ထဲကိုတိတ်တိတ်လေးဝင်ပြီးတော့အိတ်နေလိုက်တယ်ဗျဒါပေမဲ့အဲ့လိုပဲပြောမှာတော့ဗျ